Hello, boy, mình làm hả? Thì cái nói cho nó đi xí mệt rồi, go cho nó đi solid ấy nè, sabo sunny lệ, solid ấy nè, à tao bị buồn lệ go, nhau về bị lừa đấy, nó uống cho nó đi, này yêu nó, này yêu, ai cho nó xí mệt được xong rồi cho nó mất xí mệt lệ go, tao làm gì bà đấy, bây giờ nó đi mà, bây giờ from play đi, bỏ cho nó đi, ở đây go, ông bị làm gì bà đấy, tại vì cho nó đó, xí mệt được xong rồi nó, bây giờ nó đi, play lệ go, anh xem mà tụi lệ go, anh chơi gì bà đấy, tụi nó cho nó đi, sẽ cái lệ go xem bây giờ nó lo ăn lo, cô lo xinတူလေးကိုတစ်ကနက်ထည့်ပေးမှာဖြစ်ပါတယ်ပြီးကျွန်တော်ကဒီသူကတော့ဒီ play ကိုယူခိုင်းတယ်ပေါ့နော်ကျွန်တော်ဒီ play ရရင်တူထည့်မှာဖြစ်ပါတယ်ပြီးရင်ကျွန်တော် sketch ဆွဲမှာပေါ့နော် sketch ရတာကျွန်တော်ဒီရွေးချင်းကျွန်တော်တို့ဒီ written cooler ပဲကျွန်တော် center point ရင်ယူလိုက်တယ်ပြီးရင်ကျွန်တော်တို့ဒီ length ကကျွန်တော်တို့ထားပါပေါ့နော် weight ကကျွန်တော်900အသုံးပြုထားတာဖြစ်ပါတယ်ဒါဆိုကျွန်တော်ဒီ template လေးတစ်ခုရမှာပေါ့နော်ပြီးရင်ကျွန်တော်တို့ thickness ထည့်မှာပေါ့နော် thickness ကကျွန်တော်တို့ဒီမှာဒီကောင်လေးကိုအပေါ်ဘက်ကိုလောက်လိုက်အပေါ်ဘက်ကို thickness တက်အောင်ပေါ့နော်ဒီကောင်လေးကိုကျွန်တော်ဒီအောက်ဘက်ကိုရွှေ့လိုက်ရင်အောက်ဘက်ကို thickness ထုတ်အောင်ဖြစ်ပါတယ်ဒီကောင်လေးဒီများလေးကိုကျွန်တော်တို့သတိထားရမှာပေါ့နော်ကျွန်တော်ဒီအပေါ်ဘက်ကိုဒူးထည့်ချင်တဲ့ကြောင့်အပေါ်ဘက်ကိုထည့်မှာပါ thickness ကကျွန်တော်ဒီမှာ2 mm ကိုအသုံးပြုမှာဖြစ်ပါတယ်အဲဒါတော့2တွေကိုရပ်ပြီးလိုက်ပြီးရင် under ခောက်ပြလိုက်ကြကျွန်တော်တို့ thickness 2နဲ့ break တစ်ခုရမယ်ပြီးရင်ကျွန်တော်ဒီဘက် channel ပေါ့နော်ဒီဘက် channel ကကျွန်တော်150back ကွေးမှာပေါ့နော်ကွေးမှာဆိုကျွန်တော်ဒီမှာ multi 8 flan multi 8 flan မှာဆိုကျွန်တော်နှစ်ခုရှိတယ် multi 8 flan နဲ့ flan ပေါ့နော် multi 8ဆိုတော့ကျွန်တော်အနာအများကြီးရွေးချယ်လို့ရတော့နော်ကျွန်တော် loss ကျွန်တော်တနာချင်းစီစပြတ်သွားဖြစ်တဲ့ကျွန်တော်ဒီ flan ဟိုပဲယူလိုက်မှဖြစ်ပါတယ်ပြီးရင်ကျွန်တော်ဒီအနားရင်ကျွန်တော်အပေါ်ကွေးတက်မှာပေါ့နော်အဲဆိုကျွန်တော်ဒီအနားလေးကိုရွေးချယ်ပေးမယ်မရွေးချယ်ခင်ကျွန်တော်ဒီမှာflan option နဲ့ကျွန်တော်တို့ဝင်ရောက်ရွေးချယ်လို့ရပါသေးတယ်ဒီမှာဆိုကျွန်တော်တို့ဒီ band radius ကကျွန်တော်ဘယ်လောက်ထားမှာပေါ့နော်အဲမှာကျွန်တော်တို့ band relief extend relief ရှိတယ်square နဲ့သွားမလား round နဲ့သွားမလား corner relief ရှိတယ် band only band in face change ဆိုတဲ့စသဖြင့်ရှိတယ်ပေါ့နော်ကျွန်တော်တို့ဒီမှာ band radius ကိုကျွန်တော် default တိုင်းပဲသွားလိုက်တယ်1နဲ့square ကိုသုံးတယ်ပြီးရင် corner relief မှာ band only ပဲကျွန်တော်တို့ပြုထားတာဖြစ်ပါတယ်အဲ့ဒီတိုင်းပဲကျွန်တော်ရွေးချယ်ပြီးတော့ကျွန်တော်ဒီအနားလေးကိုတိုင်းကျွန်တော်အပေါ်ကို band လုပ်မှာပေါ့နော်အပေါ်ဘက်ကိုကျွန်တော်ဘန်ကို150 high နေပေါ့နော်ဒီမှာဆိုရင်အပေါ်ဘက်ကိုလောရရှိမှာကျွန်တော်ဒီမှာသတိထားမှာဒီကတော့ကျွန်တော်ဒီပုံစံတွေကကျွန်တော်ဒီသူရဲ့ဘန် radius ကိုကျွန်တော်တို့ inside မှာရှိမှာပေါ့နော်ဒီမှာဆိုရင်ဘန် radius ကကျွန်တော်တို့ဒီကွေးတဲ့ L မှာရှိတော့နော်ဒီကတော့ outside ဘန် outside ပြီးရင်ကျွန်တော်တို့ဒီမှာကျွန်တော်တို့ plan ဒီကိုရတဲ့ကောင် weight တွေကိုကျွန်တော်လိုအပ်သလိုတုပ်ပြလို့ရတယ်ဒီကတော့စန်တိုင်းရင်ဟိုဒီဘက်ဘယ်လောက်သွားရှင်းလဲဒီကတော့အဆုံးရင်ဟိုဘက်ဘယ်လောက်သွားရှင်းလဲပေါ့နော်ဒီကတော့ဘိုးအနာနှစ်ဖက်လုံးပေါ့နော်ဒီကောဆိုရင်ကျွန်တော်တို့ဒီဘက်ရင်ဒီဘက်ရင်ဘယ်လောက်အကွာရင်သွားရှင်းလဲပေါ့နော်ကျွန်တော်ပုံမှန်အပြည့်သွားမှဆိုဒီတိုင်းပဲကျွန်တော်တို့ high ကကျွန်တော်တို့150ပေါ့နော်150တက်မယ်အဲ့တော့ဒီဘက်ဘန်ပလေးတစ်ခုရပြီပေါ့နော်ပြီးရင်ကျွန်တော်ဒီဘက်အနားလေးကိုကျွန်တော်ဒီအနားလေးပေါ့နော်ဒီကောင်လေးကျွန်တော်150ဒီဘက်ချန်အထွက်မှာဖြစ်ပါတယ်ဟိုင်လေးကို150ပေါ့နော်အဲ့တော့ဒီအနားလေးကိုအပေါ်တက်မယ်အပေါ်တက်မှာကိုကျွန်တော်ကဒီဘက်250ပဲသွားကျွန်တော်ဒီမှာကျွန်တော်ဒီရင်ပေါ့နော်ဒီဘက်အစုံရင်250ပဲသွားမယ်အပေါ်ကို150တက်မယ်ပြီးရင်ဒီမှာကျွန်တော်ဒီကောင်လေးကိုကျွန်တော်250ပဲလို့ရှိတဲ့အတွက်ကြောင့်250ပေါ့နော်ဒီမှာကျွန်တော်ဒီဂရီတိုးချော်လဲပြလို့ရပါတယ်အဲ့တော့ဒီတနိုင်ရမယ်ပြီးရင်ဒီရင်ကျွန်တော်ဒီကို100ပေါ့နော်ထပ်ကွေးမယ်အဲ့ဆိုရင်ဒီတိုင်းလေးရပါပြီပြီးရင်ကျွန်တော်ဒီဘက် channel ပေါ့နော်ဒီဘက် channel ကတော့ကျွန်တော်
ဒီကောလေးပေါ့900ပေါ့နော်900ဒီကိုအောက်ကို150ဆင်းမှာဖြစ်ပါတယ်အခုကျွန်တော်ဒီအဆုံးအရင်ပေါ့နော်ဒီအရင်ကျွန်တော်150ဆင်းမှာဖြစ်တယ်ဒီကောင်လေးကတော့ကျွန်တော်900သွားမှာဖြစ်ပါတယ်ကျွန်တော်ရပြီဆိုရင်ကျွန်တော်ဒါရှိမတဲ့ play တခုရိုက်ပေါ့နော်ပြီးရင်ကျွန်တော်ဒီမှာအလဲမှာကျွန်တော်တို့ dumbbell လေးကိုထည့်မှာပေါ့နော် dumbbell လေးထည့်မှာဆိုကျွန်တော်တို့ဒီ dumbbell လေးကိုတွားပေးရမှာဖြစ်ပါတယ် dumbbell ထဲမှာကျွန်တော်dumbbell ဆွဲတဲ့ဘောကကျွန်တော်တို့စကက်တွေအရင်ဆွဲပြီးတော့ကျွန်တော်တို့အပေါ် issue လောက်မှာအောက်ဘက်ကိုအနေဆင်သွားမှာအဲ့လိုပြုလုပ်တဲ့အပိုင်းလေးဖြစ်ပါတယ်ပြီးရင်ကျွန်တော်ဒီ play ပေါ်မှာ dumbbell လောက်ပုံပေါ့နော်အဲ့လိုပဲ dumbbell ကကျွန်တော်ဒီအတိုင်းမှာ250 150စံတိုင်းရင်ပြုလုပ်မှာဖြစ်ပါတယ်ကျွန်တော်တို့ဒီဝီတန်ဂူလာလေးပဲအသုံးပြုလိုက်မယ်250 150 okay အဲ့တိုင်းလေးပဲကျွန်တော်တို့အောက်ဘက်ကိုstep 20လောက်လေးနဲ့ကျွန်တော်တို့ထည့်ပေးလိုက်မယ်ဒါဆို template တစ်ခုရပြီပေါ့နော်ဟိုရပြီပြီးကျွန်တော်တို့ဒီမှာ slot ကိုဖောက်မှာပေါ့နော် slot ကိုဖောက်မှာဆိုရင်ကျွန်တော်တို့ဒီဟိုထဲမှာslot ဆိုတာရှိတယ်ပေါ့နော် slot လေးကိုကျွန်တော်သွားမယ်ပြီးရင်ဒီ slot ထဲမှာဆိုဘောက်လေးကျလာပြီ slot ရွေးပြီဘောက်ကျလာတဲ့အချိန်မှာဆိုကျွန်တော်ဒီမှာကျွန်တော်တို့ slot option ရှိတယ် slot option နဲ့သွားမယ်ကျွန်တော်တို့ weight ကို20နဲ့ပေါ့နော်flat and ရှိတယ် as and ရှိတယ်ကျွန်တော် as and ကိုရွေးချယ်ပေးမှာဖြစ်ပါတယ်ပြီးရင်ကျွန်တော်တို့ okay ပေးလိုက်မယ်ပြီးရင်ကျွန်တော်ဘယ် play မှာ slot ကိုဖောက်မှာတော့ကျွန်တော်ဒီ play မှာဖောက်မယ်ပြီးရင်သူကလန့်စနုပ်စနာဘယ်လောက်လန့်တော့မလို့ကျွန်တော်50ကိုအသုံးပြုပေးမယ်ပြီးရင်ကျွန်တော်ဒီ center ပေါ့နော်ဒီ center အတိုင်းကျွန်တော်တို့ထားမယ်ပြီးရင်ဒီ end ကိုကျွန်တော်တို့က283မယ်ဒီကောင်လေးကကျွန်တော်တို့50ပေါ့နော်ခဏကျွန်တော် dimension ကိုမတန်တဲ့အတွက်ကြောင့်ပြန်ရော့သွားတာဖြစ်ပါတယ်အဲဆိုရင်ဒီ slot hole လေးရိုက်ပြီးတော့နော်ပြီးကျွန်တော်တို့ဒီ close scale ကိုပေးလိုက်မယ်အဲလိုသူ width အတိုင်း slot hole လေးကိုဖောက်သွားမှာဖြစ်ပါတယ်ဒီ slot hole လေးရိုက်ပြီးဆိုကျွန်တော်တို့ဒီကောင်ကိုမဲတာခောက်လိုက်လို့ရတယ်ပေါ့နော်မဲတာပြီးရင်ဒီ hole လေးကို feature လေးကိုသူရွေးခိုင်းတယ်အဲလိုရွေးလိုက်မယ်ပြီးရင်ကျွန်တော်တို့ဒီကောင်အမှန်ကြီးလေးကိုနှိမ့်မယ်သို့မဟုတ်ကျွန်တော်တို့ right click ကိုထောက်လိုက်လို့ရပါတယ်ပြီးရင်ကျွန်တော်တို့ကိုမဲတာခောက်ချင်တဲ့ play ကိုဒီ play တိုင်းကျွန်တော်တို့မဲတာခောက်ရမယ့်အချိန်မှာဒီဘက်ရှင်မှာပေါ်သွားမှာဖြစ်ပါတယ်အဲ့တိုင်းနဲ့ကျွန်တော်တို့ဒီရှိမှတ်တဲ့ကိုဆွဲနိုင်တယ်ပေါ့နော်ပြီးကျွန်တော်တို့ color လေးကိုထည့်မယ်ဆိုကျွန်တော်တို့ view ထဲမှာကျွန်တော်တို့ pub patina ဒီ fade light ထည့်လို့ရတယ်ပေါ့နော်ကျွန်တော် high quality ပြောင်းလိုက်မယ်နော်ကိုကျွန်တော်ဒီโอเคဆိုတော့ရှိမှတ်တဲ့ play တွေရရှိမှာဖြစ်ပါတယ်
ဒီကောင်လေးကျွန်တော် flat plate လေးပြောင်းရှင်းတယ် development plate ပေါ့နော်အဲ့ကောင်လေးပြောင်းရှင်းကျွန်တော်ပဲသွားဆိုတိုးလေးကိုသွားပေးရမှာဖြစ်ပါတယ်တိုးလေးမှာသွားပြီးကျွန်တော်တို့ကဒီမှာ flat တန်းလေးကိုရွေးချက်ပေးရမှာနော် flat တန်းလေးကိုကျွန်တော်ရွေးချက်ပေးလိုက်မယ်ဆိုဒီကောင်ကိုကျွန်တော်ဒီ unbound အနေထားပေါ့နော်ဒီကောင်လိုမကွေတဲ့အနေထား plate ဒီကိုကျွန်တော်တို့ရရှိမှာဖြစ်ပါတယ်ကျွန်တော်ဒီသူကဒီမှာကျွန်တော် fit ရွေးခိုင်းတော့နော်ဘယ် fit တိုင်းကျွန်တော်တို့ fit တိုင်းကျွန်တော် flat လုပ်ရှင်းတယ်ပေါ့နော်ဒီ fit ကျွန်တော်ယူလိုက်တယ်ပြီးရင်ကျွန်တော်တို့ဒီအနာလေးရွေးပေးရတော့နော်ဘယ်အနာတိုင်းသွားရှင်းနေဆိုတော့ကိုကျွန်တော်တို့ရွေးပေးလိုက်ရင်ဒါဆိုကျွန်တော်ဒါ development plate flat template လေးကိုကျွန်တော်တို့ရရှိမှာဖြစ်ပါတယ် dimension အတိုင်းကျွန်တော်တို့ plate ကိုမှာပြီးကျွန်တော်တို့လိုအပ်သလိုကွေးနိုင်တယ်ပေါ့နော်အကျူရ plate ရဲ့ dimension ဟိုရရှိနိုင်မှာဖြစ်ပါတယ်ဒီနေ့လေးလည်းကျွန်တော်ဒီရှိမတဲ့ဆွဲပြီး flat တန်းလေးကိုလည်းdevelopment plate တွေကိုလည်းကျွန်တော်တို့ရရှိနိုင်မှာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ